ဟယ်လိုအားလုံးပဲမင်္ဂလာပါဒါကတော့ပေါင်းလောင်းမျိုးမှာရှိတဲ့နတ်မွန်ကြီးရေတံခွန်ကိုသွားတဲ့လမ်းပါရှင်ဒီရေတံခွန်မှာဘလို့အလှတရားတွေရှိတယ်ကျမတို့ဘလို့သွားခဲ့တယ်ဆိုတာကိုထပ်ပြီးပြပေးပါမယ်သင်္ဘောကတော့ကျမတို့အသွားတစ်နာရီခွဲအပြန်တစ်နာရီခွဲလောက်စီးရတာဖြစ်တဲ့အတွက်အချိန်ရတဲ့သူတွေပဲသွားစေချင်ပါတယ်အချိန်ပေးရလို့ပါအဓိကတော့သင်္ဘောစီးရလည်းတကယ်တော့ပြင်းဖို့ကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်ရှုခင်းနေနေရတော့အရန်ကိုလှပါတယ်ဒါကတော့ဒီရေပြင်မှာမြင်နေရတာတစ်တွေပါကျမတို့ဒီတစ်တွေကိုဆွဲပြီးတော့တကယ်ထင်းအောင်စားမယ်ဆိုတော့တထေးဖြစ်လောက်တယ်တကယ်ပေါ်လိုက်တာရှင်တစ်တွေတအားပေါ်မှာပေါ်နည်းနည်းလေးခရီးသွားတာလေဝေးရလေတခုပဲသူ့ရဲ့ရေတံခွန်ကလည်းတအားလှကျမတို့ဒါခက်ခဲပြင်းမှန်သွားထားတာပေါ့နော်ပျော်လဲပျော်စရာကောင်းတယ်အမှတ်တရတွေအများကြီးလည်းရှိခဲ့တယ်ပေါ့ဒါကတော့ကျမတို့ဒါဒီရေတံခွန်နားကိုရောက်ပြီဆိုတော့တမန်ဒီလေစိတ်ကပ်ပါမယ်ကဲ AR တိုင်းသူကျမကတော့သူကသူကတ်နိုင်ပါတယ်ပေါ့ဝါးတွေပါကူလို့မတ်တပ်ပါကဲအခုကကျမတို့တက်ပါပြီဒါလေးကတော့ဖောင်လေးပေါ့နော်လေစီးကြည့်လိုက်တာနော်ကဲကျမတို့သွားတဲ့အချိန်က12လပိုင်းဆိုတော့ရေနည်းနည်းရောတဲ့အချိန်ဆိုတော့လေဒီရေတံခွန်နားထိတင်မောယူသွားလို့မရဘူးပေါ့နော်ပြီးတော့တုံးနေတယ်တအားခံတယ်လို့ကျမတို့ကဒီဘက်မှာပဲရက်လိုက်ပါတယ်ပြီးတော့ကျမတို့ကိုညောင်းဆက်ပြီးရှောက်သွားတယ်ပေါ့နော်ကဲစတက်သွားတာနဲ့တွေ့ရတော့နွေးမင်နေပါပေါ်မှာပေါ်ပဲနွေးမင်နေအရာကွန်မန့်လေးရှိရတော့ကွာကွန်တီဒီမှာချက်အင်းချက်တော့နေတာကျမကွန်တီဆိုင်တော့ကွန်တီဒီမှာပါမဖြစ်ဘူးကျမဒါပါလည်းမသိဒါလည်းဒါဟိုလာချင်းဒါကဘောကမိုက်သူရိုက်ကိုရိုက်အကုန်လုံးရိုက်မှုတွေဖြစ်ပွားနေပြီလေပါပါဟိုအောင်ထက်ရတကယ်တဘာဝဖြစ်နေပြီဒီခြံလေးကအရင်နတ်မွန်ကြီးကိုတော်တော်များများခီးသွားတော့ကစားတော့ဆိုင်အသေးစားလေးဖွင့်ထားတဲ့နေရာပါပြောင်ရှင်းနေရပဲကြည့်ပါဦးအမိုက်တွေပြောင်ရှင်းနေရပဲအိမ်လေးကကျမတို့သွားတော့က12လပိုင်းလောက်ဆိုတော့လေဒီမှာမြေကြီးတွေကလည်းတော်တော်များများအကွဲနေရပါအဲ့ရနော်လူကျင်လိုက်ဟဲ့ပေါ်လိုက်တာတစ်တွေကပေါ်လိုက်တာဟဲ့ကြည့်ပါဦးဟဲ့ဒီပြောင်းကောင်းလိုက်တာအတိုင်းကြီးငါတို့ဘက်ဆိုရင်ငါတို့ share လုပ်လိုက်ပြီကွာကြည့်ရောဟဲ့ညမှာချက်တွေဆက်လိုက်ထားတာကဲကျမတို့ခြံအောင်ကြော်ပြီးရနဲ့တော်လန်းလေးတစ်ခုကိုထပ်ပြီးတော့ဖြတ်ပါမယ်ဒီတောနေရာလေးတွေကိုကျမတို့ကဖြတ်ပြီးတော့မှရေတံခွန်ရောက်မှာပါရှင်ဘာဝချက်ကတော့လမ်းတော့မရှိဘူးကဲတဘာဝနဲ့အစီပြေးလားတဘာဝနဲ့အစီပြေးအဲ့လားလမ်းတော့မရှိချုပ်တိုးလာတယ်လာကြပြီ15မိနစ်20လောက်လမ်းလျှောက်ပြီးတဲ့နောက်မှာအိုးလှလိုက်တာအရန်ကိုလှတယ်အရိုင်းဆန်တဲ့ရေတံခွန်ကိုမြင်တွေ့ရပါတယ်အမောကိုပြေးသွားတာပေါ့နော်ကဲအခုမြင်နေရတဲ့ဒီဓာတွေကလေကျမတို့တော်တော်များများရေတံခွန်ဆိုရင်ကြောက်ဆောင်ရဲ့အပေါ်မှာကြောက်ဆောင်ရဲ့အပေါ်မှာကြောက်သားတွေအပေါ်မှာရေရစီးကျင်းလာတယ်ပေါ့နော်ဒီရေကကြတော့သူကထုံးတက်ပါတယ်ဒါတွေအကုန်လုံးကမြေကြီးတွေဟာတဖြည်းဖြည်းနဲ့မာပြီးတော့သူကထုံးကြောက်လိုပုံစံမျိုးဖြစ်သွားတယ်အဲ့ဒီတော့အန်ရယ်ကိုသတိထားမှာကမနစ်ကတော့လည်းသူကတဆင့်ပြူကြထားတယ်လို့ပြောတယ်ဒီရေတံခွန်ကအနှိမ့်ပေါ့နော်သူကအမြင့်ကြီးတော့မဟုတ်ဘူးအဲ့ဒီဘက်တက်သွားတာလေလူပြောက်သွားပြီဟောဒီမှာဟာကဲလားဘယ်လိုရမ်းလာလဲ9000တာ4000တာ4000 6000တဲ့အစင်းရနဲ့လားဘယ်ဘာရသေးလဲဩလူတွေအဲ့ဒါလာလားဩပဒါခဏမရဘူးအကြီးလားအကြီးအသေးဘယ်ဝယ်နဲ့ဝင်ကြည့်နေတော့မာကြီးနောက်ဝိုင်းနေပေးတယ်ဒီလောက်လို့ဖြစ်ပါစစ်တာမှာကြီးပဲနော်ကြီးပဲရန်ကုန်မှာဆိုတောင်းမနဲ့တောင်းမရဘူးရန်ကုန်မှာတည်းကြီးရဲ့ဒါတော့ပြည့်လားဒါတော့ပြည့်ဒိတ်ကလည်းညွန်ပေးလိုက်အောင်မာကြီးနိုင်တော့ဒီမစီရမယ်နိုင်ငါမလားနိုင်ပဲတော့ဒီမစီရမယ်နောက်ကိုရေဝင်ရောက်မယ်ရေဝင်ရောက်ရင်အဲ့အောက်ကွာဝလုံးနားမှာပဲရက်တက်နေနဲ့ဆက်လာခဲ့ဒီမှာ9နေဆိုင်ကိုပြည့်တယ်ဟိုအောက်ကတစ်ထပ်မှာလည်းရက်တက်နေတော့ဒီလိုဆိုင်တွေတွေ့ရမှာမဟုတ်ဘူးနော်နေတော့ဒီ9နေစားမှာတွေ့မှာမဟုတ်တယ်ဆက်တက်လာမှတွေ့ရမှာဒီတရားငလူးတဲ့ဒါငလူးဒီလိုရှည်ရှည်လေးကငလူးဒါတော့ချိုးတယ်လို့ပြောတယ်ဒါဟိုဟာတွေကရတာဒီရေတံခွန်တွေကရတာဒါပါငါလဲပါမရှိဘက်ဒါတော့ဟိုတို့စီမှာရတဲ့ဟိုပါပေါ့နော်စလာဘီယာစားတာလေးဒီကဘာတိုင်းလဲရေတံခွန်လေးကိုကြည့်ပြဆိုစားတာဒီလိုရေတံခွန်ကိုကြည့်ပြဆိုစားတာဒီလိုရေတံခွန်ကိုကြည့်ပြဆိုဒီလိုတဘာဝကိုစားတာမချိုးအဲ့တော့ဘွားရမ်းလာမယ်ဒီရေတံခွန်ရဲ့အားသာချက်ကလုံးဝကိုတဘာဝဆန်တဲ့ vibe ကိုပေးတယ်အားနည်းချက်ကတော့လူအရန်ပြတ်ပါတယ်
လူရမ်းပြတ်တယ်ပေါ့နော်ဒါလေးကိုသတိထားပါနောက်မိုးရင်းဆိုရင်ထုံးကြောက်တွေကကြောက်သားမဟုတ်တဲ့အတွက်ပဲ့ကြလွယ်ပါတ ဒီ ယ် ကတအားတန်တယ်နော် ဒီတအားတန်တော့ ကဲသွားမယ်ဆိုရင်တော့ပေါင်းလောင်းရောက်ရင်တော့နတ်မွန်ကြီးကိုတော့ရအောင်သွားကြပါနော်